အိန္ဒိယရောက်ရင်ရောင်လို့တောင်သွားမလဲတဲ့နေရာများကမ္ဘာအနှံ့ကနိုင်ငံတွေမှာမဖြစ်မနေသွားလေတဲ့အလှပဆုံးနေရာတွေရှိသလိုရောင်လို့တောင်မသွားတဲ့နေရာတွေလည်းရှိပါတယ်။တချို့နေရာတွေကြတော့လေသွားလေတဲ့အစည်းအဝေးထဲမှာပါနေသလိုသတိထားရမယ့်စည်ရင်တွေလည်းပါနေပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာအိန္ဒိယမှာလဲပတ်ဖို့အစိုးဆုံးနေရာလေးတွေအကြောင်းကိုဝေမျှပြီးတော့မှာဖြစ်ပါတယ်။ Drat Townတောင်ပေါ်မြို့လေးဖြစ်တဲ့ Drat ကပင်လယ်ရေပြင်အမြင့်မီတာ3300ကျော်ပေါ်မှာတည်ရှိပြီးကမ္ဘာပေါ်မှာအေးဆုံးဒေသစီးရင်ဝင်လည်းဖြစ်ပါတယ်။အရင်အေးတဲ့အချိန်မှာဆိုရင်အနှုတ်45ဒီဂရီစင်တီဂရိတ်အထိရှိပါတယ်။ကားလမ်းနဲ့ပဲဆက်သွယ်ထားတဲ့ဒီမြို့လေးကအေးချမ်းချမ်းရှိတဲ့ပုံပေါက်နေပေမယ့်တကယ်တမ်းမှာအဲ့လိုမဟုတ်နေပါဘူး။အဓိကအနေနဲ့ပါကစ္စတန်နယ်စပ်မှာရှိနေတာဖြစ်လို့အချိန်မရွေးကြီးစံတွေဘုံတွေရောက်လာနိုင်တဲ့အခြေအနေရှိနေပါတယ်။တမိုင်းကိုပြန်ကြည့်ရင်လေ1999ခုနှစ်ကတခါ2013ခုနှစ်ကတခါပါကစ္စတန်တွေအလစ်ဝင်တိုက်ခဲ့လို့တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါသေးတယ်။နောက်ပြီးတချို့နေရာတွေမှာမပေါက်ကွဲတဲ့ဘုံတွေလည်းရှိနေတဲ့အကြောင်းအချိန်မရွေးအနေနဲ့ဖြစ်သွားနိုင်ပါတယ်။ဘတ်စတာဆိုတဲ့နေရာကိုတော့အိန္ဒိယရဲ့ဈေးကြံနေလို့လည်းခေါ်ကြပါသေးတယ်။ဒီနေရာမှာအခြေချတဲ့သူတွေကအစိုးရောက်တဲ့လူမျိုးစုတွေဖြစ်ပါတယ်။ပြောရရင်ဒီနေရာမှာလက်နက်ကင်အဖွဲ့မျိုးစုံရှိပြီးအချင်းချင်းထိတ်တိုက်တွဲမှုတွေလည်းမကြဖြစ်နေတဲ့နေရာတစ်ခုပါ။ဒီမှာအခြေချတဲ့တိုင်းရင်းသားလက်နက်ကင်တွေကအင်အားကြီးအားကြောင့်အိန္ဒိယစစ်တပ်ကတောင်ကင်တွယ်ဖို့တိတ်မလွယ်လာပါဘူး။တကယ်တော့ဒီနေရာမှာအရန်လှပတဲ့ရှုခင်းတွေရိုးရာရင်ကျင်းမှုတွေရှိရာကြောင့်ခီးသည်တွေကိုဆွဲဆောင်နိုင်ပေမဲ့အချိန်မရွေးအနေနဲ့ဖြစ်နိုင်တဲ့အခြေအနေတွေရှိရာကြောင့်သွားလည်ဖို့မသိတဲ့နေရာတစ်ခုဖြစ်နေရတာပါ။ကမ်ပူတကယ်တော့ကမ်ပူမြို့လေးကလူစီစီကကရှိရဲ့ကြီးပွားရေးမြို့လေးဖြစ်သလိုလေးလာတဲ့အရှိဟောင်းလက်ရာများအစာအုပ်တွေလည်းအများကြီးရှိနေရပါ။ကမ်ပူကထွက်တဲ့တရေတွေနဲ့အထက်လိပ်တွေကလည်းအရည်သွေးကောင်းပြီးနာမည်ကြီးပါတယ်။ဒါပေမဲ့စီးပွားရေးမျိုးဖြစ်တာနဲ့အညီလူနေထူထပ်ပြီးမွန်းကျက်လွန်ပါတယ်။နောက်ပြီးရေစနစ်ကညဉ့်ညမ်းပြီးဒေသခံတွေကခရိုမီယန်ဓာတ်ပါဝင်တဲ့ရေတွေကိုပဲအဓိကထားပြီးသုံးစွဲနေရတာပါ။စက်ရုံတွေကထွက်တဲ့မီးခိုကြောင့်လေထုညဉ့်ညမ်းမှုနှုန်းလည်းမြင့်ပါတယ်။ဝင်းနဲ့အာမမျှတာကြောင့်အမြဲလိုရင်ကျော်ပိတ်ဆို့မှုတွေဖြစ်နေတတ်သလိုလမ်းမတစ်လျှောက်မှာပြန့်ကျဲနေရဲ့အမိုက်ပုံတွေကိုလည်းတွေ့ရမှာပါ။ရက်စစ်သုံးဆွဲမှုမှာလည်းဝင်းနဲ့အာမမျှတာကြောင့်မီးပြတ်တောက်မှုကိုလည်းမကြာခဏတွေ့ရမှာပါ။ဒေသခံတွေအတွက်တိတ်မထူးဆန်းတော့ပေမဲ့အလဲအပတ်သွားမဲ့သူတွေအတွက်ကကမ်ပူးမြို့ဟာအပန်းမပြေပဲမွန်းကျက်ခန်းစားချက်ကိုပဲပေးမှာဖြစ်ပါတယ်။ခစ်စတော်တင်မင်းတမန်လန်ခစ်စတော်တောင်မော်လန်ကတော့အိန္ဒိယမှာအနေအရှိဆုံးကားလမ်းပဲဖြစ်ပါတယ်။121ကီလိုမီတာအရှည်ရှိတဲ့ဒီလန်ကိုကြောက်တောင်ရဲ့အစွန်မှာကပ်ဖောက်ထားတာဖြစ်ပြီးအတွေ့အကြုံရှိရင်မောင်းတွေရောက်လမ်းရတဲ့လမ်းဖြစ်ပါတယ်။တောင်မော်ရောက်ခါဒီကီလိုမီတာ90လောက်မှအစိုးဆုံးအခြေအနေတွေကိုတွေ့ရမှာဖြစ်ပြီးအနေရှိရဲ့အတက်အဆင်းတွေမျက်ွယ်အကွေ့တွေလည်းရှိပါတယ်။ပိုဆိုးတာကလမ်းဘေးမှာအတားအဆီးအကာအရန်အချက်ပြစိုင်းပုတ်တွေလည်းမရှိပါဘူး။ရေနစီမျက်နှာချင်းဆိုင်မိရင်ရှောင်စရာနေရာမရှိသလိုဘိတ်တစ်ပတ်ချော်ဝါနဲ့မီတာ300ရှိတဲ့ကြောက်သေးကိုထိုးကျသွားမှာပါ။လမ်းရဲ့တချို့အပိုင်းတွေမြို့တွေဆိုင်းနေတက်လို့မြင်ကွင်းမရှိတဲ့ပြဿနာတွေရှိသလိုတောင်ပေါ်ကပြုတ်ကျလာတဲ့ကြောက်တုံးတွေရဲ့အနေတွေကလည်းရှိနေပါသေးတယ်။သွားနေရင်ကန်ဆိုးလို့မြေပြိုမှုတွေဖြစ်လာခဲ့တော့နောက်ဆုတ်ဖို့ခက်ခဲသလိုသွားနေရခီးတစ်လျှောက်မှာလေအသက်ကိုဖမ်းနဲ့ထုတ်ထားသလိုဖြစ်နေတဲ့ဒီနေရာကတော့စွန့်စားကျင်တဲ့သူတွေတောင်နှစ်ခါပြန်ဆင်းစားရမယ့်နေရာတစ်ခုလည်းဖြစ်ပါတယ်။ဂူရက်တောင်ကြားကလည်းအိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့နယ်စပ်မြင်းတစ်လျှောက်မှာတည်ရှိပြီးပဋိပက္ခတွေအချိန်မရွေးဖြစ်သွားနိုင်တဲ့နေရာဖြစ်ပါတယ်။ကဲတော့ဂူရက်တောင်ကြားမှာတဘာဝရှုခင်းအလားတွေရှိပေမယ့်ပဋိပက္ခတွေကြောင့်ကျွင်းကြံတဲ့အမြောက်ဆန်တွေမပေါက်ကွဲတဲ့မြေမြုပ်ဘုံတွေကြောင့်အနေရှိလုံးတဲ့နေရာတစ်ခုအဖြစ်သတ်မှတ်ထားရတာပါ။နိုဝင်ဘာကနေမတ်လအတွင်းမှာနှင်းတွေထူထူတက်ကျတက်ပြီးတခါတည်းတောင်ပေါ်ကနေပြိုကျလာတဲ့နှင်းထုတွေဖုံးလွှမ်းပြီးထိခိုက်ဆုံးရှုံးရတဲ့ကိစ္စတွေလည်းရှိပါတယ်။တခါတော့ကဆိုရင်3ရက်အတွင်းနှင်းထုတွေအကြိမ်80လောက်ဆိုးဝါးပြိုကျခဲ့ပူပါသေးတယ်။မွန်ဘိုင်းမြို့ကကမ္ဘာပေါ်မှာလူနေမှုအထူးထပ်ဆုံးမြို့ကြီးတစ်မြို့ထဲမှာပါပါတယ်။တစ်စတူရန်မိုင်းမှာလူ8000လောက်နေထိုင်တဲ့ဒီမြို့ကလန်ဒန်ရဲ့လူနေထူထပ်မှုထက်6ဆလောက်များနေရပါ။လူနေထူထပ်မှုနဲ့အတူမြို့တော်စီပင်သားရရေးကိစ္စတွေမှာလည်းမနိုင်မနှင်းဖြစ်နေလို့အမိုက်ပေါ်တွေပြဿနာကိုလည်းတွေ့ရပါတယ်။နောက်ပြီးစက်ရုံနဲ့မော်တော်ကားကထွက်တဲ့မီးခွန်းငွေတွေကြောင့်မိုဘိုင်းရဲ့လေထုညဉ့်ညမ်းမှုနှုန်းကအယံမြင့်ပါတယ်။နောက်ပြီးမိုးရာသီမှာဆိုရင်လေရေမြောင်းပိတ်ဆို့မှုကြောင့်ရေရှမ်းမှုတွေဖြစ်သလိုအကျိုးဆက်အနေနဲ့ကူးစက်ရောဂါတွေပါဖြစ်တတ်ပါတယ်။ကဲတော့အိန္ဒိယရဲ့လူနေများတဲ့နယူးဒေလီဘင်္ဂလားဒေ့ရှ်တွေမှာလည်းဒီပြဿနာတွေတွေ့ရပေမဲ့မွန်ဘိုင်းကတော့အဆိုးဆုံးဖြစ်ပါတယ်။
ပြောရရင်မွန်ဘိုင်းမှာနာမည်ကြီးလေပတ်ဆရာတွေရှိပေမယ့်ကြာနေပြီးလေပတ်မယ်ဆိုရင်တော့အဆင်ပြေလာမှာမဟုတ်ပါဘူးဒီနေ့အကြောင်းအရာလေးကတော့အိန္ဒိယနိုင်ငံရဲ့အဆိုးဆုံးလေပတ်ဆရာနေရာလေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကနေအိန္ဒိယရဲ့အကြောင်းလေးတွေသိလိုက်ရလို့နှစ်သက်လိုက်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင် like လေးနှိပ်ပြီးအားပေးသွားပါအောင်ဒီလိုဗီဒီယိုလေးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့မလွတ်ရအောင်လို့ channel လေးကို subscribe လေးလုပ်ထားဖို့တိုက်တွန်းလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်